စိတ်ရောင်းကြည့်တော့ဘောင်းဆုံးအယောင်ကောင်းဆုံးကွတ်မြူးနေတာဟောတွေ့လားကိုတို့ဖွဲ့ဩအနီအမတွေ့လားထိန်ညာပဲဖုန်းထဲမှာမြင်ရလားရှင်ဗျာဖျားသပြီးတော့ဖုန်းထဲမှာရောင်းကြည့်တော့မှမိသီးထုံးသလိုပဲဗျလုံးဝမှတွေ့လားဗျအဲတပည့်တော်တို့အဖွဲပဲတပည့်တော်ကဟိုဒီလိုမျိုးစံကျစ်တော်ကနေပူးမြော်ရတာအခါပေါင်းမနေတော့ဘူးဟုတ်မှာစိန်ပြောင်းသွားပြီစိန်ပြောင်းသွားပြီဟုတ်လားရောင်းကြည့်တော့ကွတ်မြူးတာနော်ဖုန်းထဲမှာတော့မမြင်ရအောင်မဖူးအောင်ဒီမှာလေးဟုတ်လားမြင်ရတယ်ဒီမှာညီလေးဖုန်းထဲမှာဒီမှာအမညီရောအမမြင်ရတယ်ဩညီလေးကဲအားဆိုတော့ကိုကြီးကျွန်တော်ဟိုမဖြစ်တော့ဘူးကိုကြီးဟိုဘက်ကအဆူတွေတော့တက်ပယ်လိုက်ပါတက်ပယ်လိုက်နော်မတက်ဟိုဖြစ်ရင်ကိုကြီးဒီသုံးစုကိုကျွန်တော်ထားလိုက်တော့မယ်ကိုကြီးဟမ်ထားလိုက်တော့မယ်ရန်တကူကြီးတယ်ကျွန်တော်ဟိုအပွားခဲတောင်မှပြုတ်မကြဘူးဒီဘက်ကိုပဲရိုင်ကျသွားတာကျွန်တော်အဲ့အကြောင်းမလို့အပွားဟာရင်ပဲဖယ်လိုက်တာဒါကြီးဖယ်လိုက်တော့ဒီဂျန်လေးမှအဲ့ဘက်ပြန်လဲသွားရောင်ကြီးတော့တော်တော်ထွက်တယ်ဒီမှာတိချာ